စာလံခန်းကြီး49ခုနှစ်အခန်းငယ်ဓမ္မ20လူများအပေါင်းတို့ကြားကြလော့ခတ်သိမ်းသောလောကသားအယုံမြဲ့ကြွယ်ဝသောသူစင်ရဲသောသူတညီတညွတ်တဲနားထောင်ကြလော့ငါနှုတ်သည်ပညာကိုမြွတ်ဆိုမည်ငါနှလုံးသည်အော်နှင်းဆိုင်သောအရာကိုဆင်ခြင်မည်ပုံစကားသို့ကိုနားကိုလှဲလျက်နည်းနည်းသောအရာကိုစောင်းတီး၍ဖွင့်ပြပေအံ့ခဲရင်ဆိုးရုပ်သောကာလနိုင်ငံ၏အရာတို့လူယူခြင်းသောသူတို့၏ဒုစရိုက်အမှုသည်ငါကိုဝိုင်းတော်လဲငါသည်အဘယ်ကြောင့်ကြောက်ရမည်နည်းထိုသူတို့သည်ကိုဥစ္စာကိုကိုးစား၍ကိုစည်းစိမ်များသောကြောင့်ဝါကြွားတော်လဲမိမိညီအကိုကိုဘသူမျှအလင်းမရွေးနိုင်ရွေးရန်အဖိုးကိုဖျားသခင်၌မပေးနိုင်သူတို့အသက်ဝိညာဉ်၏ရွေးရန်အဖိုးကြီးလှပေ၏တို့ဖြစ်၍အစဉ်ရှုံးလျက်နေရမည်ရွေးလျင်အစဉ်အမြဲအသက်ရှင်ရာ၏ပုတ်ဆက်ခြင်းသို့မရောက်ရထင်ရှားသောအရာဟုမူကားပညာရှိသောသူတို့သည်တည်တက်ကြ၏ထိုအတူမိုက်သောသူနှင့်တိရစ္ဆာန်သဘောရှိသောသူတို့သည်ပျက်စီးခြင်းသို့ရောက်၍မိမိတို့ဥစ္စာကိုသူတစ်ပါးတို့၌ခြံထားကြ၏မိမိတို့အိမ်သည်ထာဝရဖြစ်လိမ့်မည်မိမိတို့နေရာလည်းလူမျိုးအစဉ်ဆက်တည်လိမ့်မည်မိမိတို့နာမသည်မြေပေါ်မှကျော်စောလိမ့်မည်ဟုသူတို့စိတ်ထင်ရှိကြ၏တို့ရာတွင်လူတီကုံအသက်ရည်၌မတည်မနေတက်ပျက်စီးခြင်းသို့ရောက်တတ်သောတိရစ္ဆာန်နှင့်တူ၏ထို့သောပြုမှုခြင်းအရာသည်သူတို့၏ကိုးစားရာဖြစ်၍သူတို့သားမြေတို့သည်သူတို့စကားကိုနှစ်သက်တတ်ကြ၏ထိုသူတို့ကိုတိုးများကဲ့သို့မရနာနိုင်ငံ၌ချထားတေမင်းစားလိမ့်မည်ကာလမကြာမမြင့်မီဖြောင့်မတ်သောသူတို့သည်အုပ်စိုးရကြလိမ့်မည်သူတို့၏ကိုယ်ခန္ဓာသည်ဟောက်ပြန်ဖို့ရာဖြစ်၏မရနာနိုင်ငံသည်သူတို့၏နေရာဖြစ်၏ငါကိုမူကားဖျားသခင်သိမ်းယူတော်မူသောကြောင့်ငါ၏ဝိညာဉ်ကိုမရနာနိုင်ငံ၏တန်ခိုးမှရွေးတော်မူမည်သူတစ်ပါးသည်ဥစ္စာကျယ်ဝ၍အိမ်ဤကုံအသက်ရည်တိုးပွားသောအခါသင်သည်မစိုးရိမ်နှင့်ထိုသူသည်တည်သောအခါအဘယ်ဥစ္စာမျှမပါရသူ၏ဂုဏ်တရေသည်သူ့နောက်သို့မဆင်းသက်ရထိုသူသည်အသက်ရှင်စဉ်အခါမိမိညင်ကိုကောင်းကြီးပေးတတ်၏မိမိအကျိုးကိုပြုစုသောအခါသူတစ်ပါးတို့သည်ချီးမွမ်းတတ်ကြ၏သို့တော်လည်းသူသည်သူ၏ဘိုးဘေးမျိုးရှိရာသို့တွားရလိမ့်မည်ကာလအစဉ်အဆက်သူတို့သည်အလင်းကိုမမြင်ရကြဂုံတရေနှင့်ပြည့်စုံလျက်ပညာသတိမရှိသောသူသည်ကပျက်စီးခြင်းသို့ရောက်တတ်သောတိရစ္ဆာန်နှင့်တူ၏စာလံခန်းကြီး49ခုနှစ်အခန်းငယ်ဓမ္မ20